ကျမတို့တွေဟာအချိန်တွေအများကြီးရှိနေသေးတယ်လို့ထင်တတ်ကြတယ်တစုံတစ်ယောက်ကိုဂရုစိုက်ဖို့နောက်မှအချိန်ရသေးတယ်လို့ထင်တတ်ကြတယ်တစုံတစ်ယောက်ကိုချစ်ပြဖို့လဲအချိန်ရှိပါသေးတယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့အချိန်တွေကကျမတို့ကိုအမြဲမစောင့်နေပါဘူးဒီနေ့မှာတော့နောက်မှဆိုတဲ့အရာကနောက်ကျလွန်သွားပြီဆိုတာမျိုးဖြစ်သွားတတ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ကိုမှာချင်တာလေးကကိုချစ်ရတဲ့သူတွေအပေါ်ချစ်ကြောင်ပြဖို့မမေ့ပါနဲ့သူလိုအပ်နေတဲ့အချိန်မှာမပြောပြလိုက်တဲ့အပိစကားတွေကြောင့်မပို့မိလိုက်တဲ့မက်ဆေ့တွေကြောင့်ရွှေ့ဆိုင်ထားခဲ့တဲ့ဂရုစိုက်မှုတွေကြောင့်အချိန်ဆွဲထားခဲ့တဲ့အားထုတ်မှုတွေကြောင့်ဖြစ်ရတာပါ